မျိုးသမီးတယောက်လမ်းမှာလူမိုက်တယောက်ရဲ့စော်ကားနှောက်ယှက်ခြင်းကိုခံနေရစဉ်လာမင်းကြီးအောက်ကရေကန်ထဲမှာတော့မွေကြီးတစ်ကောင်ကသူတို့ကိုစောင့်ကြည့်နေခဲ့ပါတယ်မျိုးသမီးလေးအန်ဒီရဲ့ကြုံရမယ့်ဆဲမှာပဲအဲ့ဒီမွေကြီးကလူမိုက်ကိုရစ်ပတ်ပြီးရေကန်အောက်ခြေထဲဆွဲနှစ်ပစ်လိုက်ပါတော့တယ်ဒီဖြစ်ရက်ကိုမျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတဲ့ချက်ဟာရွာသားတွေနောက်ထပ်အန်ဒီရဲ့မဖြစ်စေဖို့အတွက်ကျွမ်းကျင်မွေဖမ်းသမား2ယောက်ကိုအမြန်ဆုံးအကူအညီလမ်းတောင်းခဲ့ပါတယ်မွေဖမ်းဆရာကြီးကကြိုတင်ပြင်ဆင်လာတဲ့ဝက်ကလေးတစ်ကောင်ကိုမွေကြိုက်တတ်တဲ့အစာတွေတုပ်လိမ့်ပြီးမွေအောင်းနေတဲ့ကူထဲကိုတွန်းထည့်လိုက်ပါတယ်အခြားတစ်ယောက်ဖြစ်တဲ့မိုက်ကတော့အချက်ပြခေါင်းလောင်းတက်ထားတဲ့တန်ကျူအကြီးကြီးကိုကင်ပြီးအတင်းစောင့်နေခဲ့ပါတယ်ညှို့လင့်ထားတဲ့အတိုင်းမွေကြီးကဝက်လေးကိုကိုက်လိုက်တာနဲ့တန်ကျူးစီကခေါင်းလောင်းတန်မြည်လာပါတော့တယ်မိုက်ကအားကုန်သုံးပြီးဆွဲပေမဲ့မွေကြီးရဲ့အင်အားကပြင်းလွန်းတာကြောင့်သူ့ကိုယ်တိုင်ကူထဲကိုမျောပါသွားမလို့ဖြစ်ခဲ့ရပါတယ်ကံကောင်းထောက်မှစွာပဲချက်နစ်ဆရာကြီးတို့ကအချိန်မီဝင်ဆွဲပြီးခဲ့လို့အသက်ဘေးကလွတ်ခဲ့ရပါတယ်မွေကြီးကိုအတင်းဆွဲထုတ်လို့မရမှန်းသိသွားတဲ့အခါဆရာကြီးကအစီအစဉ်တစ်တစ်ခုပြောင်းလိုက်ပါတယ်ဆာလဖာတွေကိုမီးရှို့ပြီးကူထဲကိုရပ်ခတ်ပြီးမီးခိုးသွင်းလိုက်တာပါမကြခင်မှာပဲမွေကြီးဟာမီးခိုးတံကိုမခံနိုင်ပဲကူထဲကနေအပြင်ကိုရုန်းကန်ထွက်လာပါတော့တယ်ညှို့လင့်ထားတာပူမှုကြီးမားလုံးနဲ့မွေကြီးကိုမြင်လိုက်ရတဲ့အခါမွေဖမ်းသမား2ယောက်စလုံးကြောက်လန့်တကြားနဲ့နောက်ဆုတ်ခဲ့ရပါတယ်ဒါပေမဲ့မွေကြီးကတော့သူတို့ကိုလှုပ်ပြီးဖို့အစီအစဉ်မရှိခဲ့ပါဘူးမွေကြီးကချက်ကိုအရင်ဆုံးတိုက်ခိုက်တန်းရရစီခဲ့ပြီးနောက်မိုက်ကိုဆက်လက်အမေးလိုက်ပါတော့တယ်မိုက်ကအသက်လူထွက်ပြေးရင်းနဲ့ဆရာကြီးကြိုတင်ပြင်ဆင်ထားတဲ့ထုံကြောက်ထဲကိုမွေကြီးပါလာအောင်လမ်းကြောင်းပိတ်နိုင်ခဲ့ပါတယ်ဆရာကြီးကပြုတ်ပြီးမိုးမှန်ထားတဲ့လီးနဲ့မြားကိုသုံးပြီးမွေကြီးကိုအသိချပစ်ခတ်နိုင်ပါတယ်ပြီးနောက်ကျိုးကိုအသုံးပြုပြီးမွေကြီးရဲ့ခန္ဓာကိုယ်ကိုမြေပြင်ကနေလီထဲကိုဆွဲညောက်လိုက်ပါတယ်နာချီမှုကြောင့်ထောတာထွက်သွားတဲ့မွေကြီးကဆရာကြီးနောက်ကိုလိုက်ပါတော့တယ်ဆရာကြီးကဒီအခွင့်အရေးကိုသုံးပြီးတစ်ပင်ကိုပတ်ပြီးတဲ့အတွက်မွေကြီးဟာတစ်ပင်နဲ့ပတ်မိပြီးရုန်းကန်မရဖြစ်သွားခဲ့ပါတယ်မွေကြီးမြင်နေတဲ့အချိန်မှာမိုက်ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးမွေအမိနဲ့ရိုက်ထုတ်ချင်းခံရပြီးလီထဲလွင့်ဆင်းသွားခဲ့ပါတယ်တစ်ဖက်မှာလည်းဆရာကြီးကမွေကြီးကိုအားကိုထိန်ထားရပြီးမွေကြီးကရုံးထွက်ခါနီးဖြစ်နေပါပြီဒီလိုအကြက်သေးအချိန်မှာပဲဆရာကြီးကသူ့ရဲ့လက်ရွက်လက်နက်ကိုအမြန်ဆုံးထုတ်ပြီးတက်ဆင်လိုက်ပါတယ်မွေကြီးလွတ်မြောက်ခါနီးစက္ကန့်ပိုင်းအလိုမှာပဲဆရာကြီးကအေဒီလက်နက်နဲ့မွေကြီးရဲ့ခေါင်းကိုတိတ်တိတ်ပစ်ခတ်လိုက်တာအဝါရောင်မီးခိုးတွေထွက်လာပြီးမွေကြီးဟာအစိမ့်မွေတန်းကြောင့်တတိမီလေးကျသွားပါတော့တယ်